အားလုံးပဲမင်္ဂလာပါခင်ဗျာကဘာပေါ်မှာလူကြည့်အများဆုံးအားကစားပြိုင်ပွဲတစ်ခုကိုပြောပါဆိုရင် FIFA World Cup ပြိုင်ပွဲကိုခြံထားလို့မရပါဘူးနိုင်ငံပေါင်းများစွာရဲ့အကောင်းဆုံးဘောလုံးသမားတွေစုဝေးရှင်ပြိုင်ကြတဲ့ဒီပြိုင်ပွဲဟာနှစ်ပေါင်း90ကျော်သမိုင်းကြောင်းရှိနေပါပြီဒီနေ့မှာတော့ကမ္ဘာဖလားပြိုင်ပွဲဘလို့စတင်ပေါ်ပေါက်လာခဲ့တယ်လဲဘယ်အသင်းတွေအောင်မြင်ခဲ့ကြတယ်လဲသမိုင်းဝင်အခိုက်အတန့်တွေကဘာတွေလဲဆိုတာကိုကျွန်တော်နဲ့တူကြည့်ရအောင်ပါ1930ခုနှစ်မတိုင်ခင်အထိနိုင်ငံတကာဘောလုံးပြိုင်ပွဲတွေရှိပေမဲ့ကမ္ဘာချန်ပီယံကိုတည်တံ့ရွေးချယ်တဲ့ပြိုင်ပွဲမရှိသေးပါဘူးအဲ့ဒီအချိန်မှာ FIFA ဥက္ကဋ္ဌဂျူရီမတ်ဟာကမ္ဘာနိုင်ငံအသင်းများပါဝင်ရှင်ပြိုင်နိုင်မဲ့ပြိုင်ပွဲတစ်ခုဖန်တီးဖို့စိတ်ကူးရခဲ့ပါတယ်ဒီလိုနဲ့1930ခုနှစ်မှာပထမဆုံး FIFA World Cup ကိုဥရုဂွေးနိုင်ငံမှာစတင်ကျင်းပခဲ့ပါတယ်ပြိုင်ပွဲဝင်အသင်း73သင်းသာပါဝင်ခဲ့ပြီးဗိုလ်လုပွဲမှာအိမ်ရှင်ဥရုဂွေးအသင်းကအာဂျင်တီးနားအသင်းကို4-2 9 ရလက်နဲ့အနိုင်ရကပထမဆုံးကမ္ဘာဖလားချန်ပီယံဖြစ်လာခဲ့ပါတယ်1934နဲ့1938 World Cup တွေကိုဆက်လက်ကျင်းပနိုင်ခဲ့ပေမဲ့1939ခုနှစ်မှာဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာတာကြောင့်1942နဲ့1946ကမ္ဘာဖလားပြိုင်ပွဲတွေကိုတော့ဟစ်တလာအာဏာယူလို့ဖျက်သိမ်းခဲ့ရပါတယ်စစ်ပွဲပြီးကြီးဆုံးသွားတဲ့နောက်1950ခုနှစ်မှာဘရာဇီးနိုင်ငံမှာကမ္ဘာဖလားကိုပြန်လည်ကျင်းပနိုင်ခဲ့ပါတယ်အဲ့ဒီပြိုင်ပွဲရဲ့အကြော်ကြားဆုံးအဖြစ်အပျက်ကတော့ဥရုဂွေးအသင်းကအင်ရှင်ဘရာဇီးအသင်းကိုအနိုင်ယူပြီးချန်ပီယံဖြစ်ခဲ့တာပါပဲ1958 World Cup မှာအသက်18နှစ်သာရှိသေးတဲ့ပီလီဟာကမ္ဘာကိုအံ့အားသင့်စေခဲ့ပါတယ်ဘရာဇီးအသင်းဟာ1958-62နဲ့ခုနှစ် World Cup ပြိုင်ပွဲတွေမှာ3ကြိမ်ဗိုလ်စွဲခဲ့ပြီးဘောလုံးလောကရဲ့အင်အားအကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါတယ်ပီလီဟာယနေ့ထိ World Cup မှာ3ကြိမ်ဗိုလ်စွဲဖူးတဲ့တဦးလေးသောကစားသမားအဖြစ်မှတ်တမ်းဝင်နေဆဲဖြစ်ပါတယ်။ World Cup အနိုင်ရအများဆုံးအသင်းများကတော့ပထမနေရာမှာဘရာဇီးအသင်းဖြစ်ပြီးကမ္ဘာဖလား9ကြိမ်ရရှိထားပါတယ်။1958 1962 1980 1994 2002တို့မှာအနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ဒုတိယနေရာမှာဥရောပအင်အားကြီးဂျာမနီအသင်းဖြစ်ပြီးကမ္ဘာဖလား4ကြိမ်ရရှိထားပါတယ်။1954 1984 1990 2014ခုနှစ်တို့မှာဗိုလ်စွဲခဲ့ပါတယ်။အီတလီအသင်းကလည်းကမ္ဘာဖလား4ကြိမ်ရရှိထားပါတယ်။1934 1938 1982 2006ခုနှစ်တို့မှာဗိုလ်စွဲခဲ့ပါတယ်။2026ခုနှစ်မှာတော့ခြေစစ်ပွဲမအောင်တာကြောင့်ကမ္ဘာဖလားဝင်ခွင့်ဆုံးရှုံးခဲ့ပါတယ်။အာဂျင်တီးနားအသင်းကကမ္ဘာဖလား3ကြိမ်ရရှိထားပါတယ်။1988 1986 2022ခုနှစ်တို့မှာဗိုလ်စွဲခဲ့ပါတယ်။ပြင်သစ်အသင်းက2ကြိမ်ရရှိထားပြီး1998ခုနှစ်နဲ့2018ခုနှစ်တို့မှာဗိုလ်စွဲခဲ့ပါတယ်။ဥရုဂွေးအသင်းက2ကြိမ်ရရှိထားပြီး1930ခုနှစ်နဲ့1950ခုနှစ်တို့မှာဗိုလ်စွဲခဲ့ပါတယ်။နာမည်ကြီးထမင်းနဲ့အင်္ဂလန်အသင်းက1966ခုနှစ်မှာ2ကြိမ်ဗိုလ်စွဲခဲ့ပါတယ်။စပိန်အသင်းကတော့2010ခုနှစ်မှာတစ်ကြိမ်ဗိုလ်စွဲခဲ့ပါတယ်။ထူးခြားချက်တစ်ခုကကမ္ဘာပေါ်မှာနိုင်ငံပေါင်း195နိုင်ငံရှိပေမဲ့ World Cup သမိုင်းတစ်လျှောက်ချန်ပီယံဖြစ်ဖူးတဲ့နိုင်ငံဟာ10နိုင်ငံသာရှိသေးပြီးဘရာဇီးအသင်းက9ကြိမ်နဲ့အအောင်မြင်ဆုံးအသင်းအဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။လာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲကြီးမှာဘယ်အသင်းကချန်ပီယံဖြစ်မလဲဆိုတာစောင့်ကြည့်ရအောင်ပါ။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။